1785မန္တလေးနေပြီးတော့ဒီဘောမင်းပါတော်မူမှအဲ့တော့မှအားလုံးကလန့်နိုးလာပြီဟာတနိုင်ငံလုံးကြုံဖြစ်ပြီးဖြစ်သွားတာပေါ့အဲ့တော့1885ကနေ1910 12လောက်မှာကျွန်တော်တို့ပြည်တွင်းမှာရှိတဲ့ចောင်းသားတွေကစပြီးတော်လှန်ရေးတွေစပြီးလေနော်တော်လှန်ရေးတွေစပြီးဆိုတော့တနိုင်ငံလုံးကြုံဖြစ်မှပဲပြောချင်တာကဒီပြည်တို့မကွေးတို့ပေါ့နော်ဒီပဲခူးတိုင်းပေါ့မန္တလေးတိုင်းအဲ့ဒါဒီအားလုံးကြုံဖြစ်မှပဲကျွန်တော်တို့ကလန့်နိုးလာတဲ့သဘောရှိတယ်ပြီးတော့1885ကြာပြီးမှရန်ကုန်ကိုမြို့တည်တာပေါ့အဲ့တော့ကလည်းရန်ကုန်ကလည်းပဲခူးထဲမှာပဲပါတယ်မွန်ပြည်နယ်အဆက်ထဲမှာပဲပါတယ်ဆိုတော့တိတ်ဆိတ်မွယ်အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ channel မှာကြိုဆိုပါတယ်ကျွန်တော်တို့ channel ကဆိုရင်နေ့စဉ်မျိုးတော်လိုင်းနဲ့ပတ်သက်ပြီးသတင်းတွေကိုတင်ဆက်ပေးတော့မှာမို့ကျွန်တော်တို့ channel ကို like subscribe လေးပြုလုပ်ပေးပြီးနေ့စဉ်ကြည့်ရှုဆောင်ရွက်ပေးကြဖို့တိတ်တော့အပ်ပါတယ်ဇာတိပေါ့နော်ပြောချင်တာအဲ့တော့ငစင်ကာတို့ဘာလို့တင်နေနေပါရှိသေးတယ်အဲ့တော့ဒီဘောမင်းပါတော်မူပြီးတဲ့အချိန်85ကတွက်ရင်တော့မမလွတ်လပ်ရေးကနှစ်50လောက်ပဲကြာတယ်အဲ့ဒီထဲမှာဗိုလ်ချုပ်အောင်ဆန်းတို့ပေါ်လာတာကပထမကဘာစစ်အပြီးဒုတိယကဘာစစ်အစလောက်မှာပေါ်လာတော့ဒီတော်မင်းပါမောပူလာပြီးနှစ်20 30လောက်အတွင်းမှာမြန်မာနိုင်ငံကတော်တော်လေးဒီတက္ကသိုလ်ကျောင်းသားတွေရဲ့လှုပ်ရှားမှုကနေဒီနိုင်ငံရေးနိုးကြားလာတာလို့ပဲပြောရမှာပေါ့နော်အဲ့တော့လွတ်လပ်ရေးရတဲ့အခါကျတော့လေလွတ်လပ်ရေးယူမယ်ဆိုတော့လေအဲ့ဒီတောင်တန်းပြဿနာကစတာပါပဲအဲ့တော့အဲ့ကနေမှသူတီးသားလွတ်လပ်ပြီးတော့ဒီလွတ်လပ်ရေးယူလိုက်ရင်လေဒီနေ့မြန်မာနိုင်ငံဒီပြဿနာတွေဖြစ်ချင်မှဖြစ်မယ်အခုဆိုရင်ရှမ်းနိုင်ငံကြီးကချင်နိုင်ငံကြီးကရင်နီနိုင်ငံကြီးပေါ်ခြင်းလဲပေါ်နေမှာပေါ့နော်ဘယ်သူမှတော့မသိဘူးနော်ဗကုန်းပိတ်နိုင်ငံကြီးပေါ့ဗျာဟိုဒီကုန်းပိတ်နိုင်ငံကြီးတော့ကုန်းပိတ်နိုင်ငံကြီးပဲသူတို့ကပင်လယ်ထွက်ပေါက်မရှိဘူးလေနော်အဲ့တော့ဟိုဘယ်လိုပြောမလဲဒီနမိုးလေကချင်နိုင်ငံကြီးကတရုတ်နိုင်ငံထဲပါရင်လည်းပါသွားမှာပေါ့ရှမ်းနိုင်ငံကြီးကလည်းထိုင်းနိုင်ငံထဲပါရင်လည်းပါသွားမှာပေါ့ဘယ်သူမှတော့မသိဘူးဒါပေမဲ့ဒီ၃နိုင်ငံပေါ့နော်အဓိကကချင်ရယ်ချင်းရယ်ကရင်နီရယ်ရှမ်းရယ်ကဒီတောင်တန်း၄ခုပေါ့နော်ဒီ main ၄ခုကအင်္ဂလိပ်ကလွတ်လပ်ရေးပေးလိုက်ရင်လေတီးခြားဖြစ်သွားနိုင်သေးတယ်ဒါပေမဲ့ဗိုလ်ချုပ်အောင်ဆန်းတို့ရဲ့စီယုံမှုအရာပေါ့နော်ဒါမြန်မာနိုင်ငံရေးသမားတွေရဲ့ပြည်မနိုင်ငံရေးသမားတွေရဲ့ဂတိမတီးမှုပဲပြောရမလားတယောက်ဂတိတီးရင်နောက်လူကဂတိဖြတ်တယ်ပဲပြောရမလားအေးတဲ့ကစလိုက်တဲ့ဇလန်းဟာယနေ့ထိကျွန်တော်တို့ကိုရိုက်ခတ်နေသေးပဲဒါကြောင့်ဒီ Federal ကိစ္စပေါ့အဓိကဒီမော်နော်ဒီကရင်ရယ်sorry ကရင်နီရယ်ဒီရှမ်းရယ်ကချင်ရယ်ချင်းရယ်ပေါ့နော်ဒီဇလန်ကအိမ်မှာစတာပဲအဲ့တော့ကရင်ကတော့ပြေမသားတွေလို့ပဲပြောရမယ်ထင်တယ်နော်ကရင်ကတော့အင်္ဂလိပ်ကငကိုတွေကသူ့ရဲ့စစ်တပ်မှာကရင်တွေကိုပဲဦးစားပေးခဲ့တော့ကရင်ဘူဂျိုစမစ်ထုံတို့ဘာလို့ဖြစ်နေတာပေါ့နော်တော့ငကိုတွေကသူတို့ကအင်္ဂလိပ်နဲ့ပူပေါင်းနေပေါ့ချင်းလည်းအတူတူပဲအင်္ဂလိပ်တပ်ထဲမှာပါကြတာများတာပေါ့နော်အဲ့တော့ကျွန်တော်တို့အခုပြောနေတဲ့ဒီနှစ်ဖွဲ့မှာအာဏာရှင်ဘက်အုပ်စုနဲ့ဒီမိုကရေစီဘက်အုပ်စုအပြင်နောက်အုပ်စုတစုကထပ်ပေါ်လာတယ်အဲ့ဒါကတော့ Federal အုပ်စုပေါ့နော်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရလူတဲ့အုပ်စုတစုပေါ့အဲ့တော့မြန်မာနိုင်ငံမှာအုပ်စု၃စုကွဲသွားတာပဲအဲ့ဒါကျွန်တော်တို့တော်လှန်ရေးရဲ့ခရီးချမ်းရဲ့အစပဲအုပ်စု၃စုကွဲသွားတာပထမအုပ်စုကစစ်အာဏာရှင်ပုံစံနဲ့သူတို့အကျိုးစီးပွားအတွက်ယနေ့ထိစစ်တပ်အုပ်ချုပ်ရေးရန်တရားကိုတိဆောက်ခြင်းပေါ့အဲ့ဒါကိုတော့အကြောင်းမျိုးပြပြီးမြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီဘာညာကွီးကွာပေါ့ဗျာနောက်တစ်ခုကကြတော့အခုဆိုကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဘာညာပေါ့ရွေးကောက်ပွဲဒီမိုကရေစီရေး2000အဲ့ဒါသူတို့အကြောင်းပြချက်ပေါ့ဒါပေမဲ့အဓိကသူတို့စစ်ဗိုလ်ချုပ်တွေနဲ့ကာကွယ်ဦးစီးချုပ်ဆိုတဲ့လူပဲတိုင်းပြည်ကိုအရာရာယူမှာအုပ်ချုပ်မှာဒုတိယအုပ်စုကကြတော့သူတို့ကိုစန့်ကျင်ခြင်းရင်းနဲ့88နောက်ပိုင်းပေါ်လာတဲ့တော့မလဲ1949မှာသူလည်းရတဲ့အခါမှာမြန်မာနိုင်ငံမှာပထမဆုံးဒီမိုကရေစီဒီရွေးကောက်ပွဲတွေနဲ့ဥနုအစိုးရပေါ့နော်အဲ့ဒီလက်ထက်ရဲ့အဆက်နဲ့မြန်မာနိုင်ငံက
ဒုတိယကမ္ဘာစစ်ပြီးတဲ့ကဒီမိုကရေစီလမ်းကြောင်းပေါ်သွားတဲ့ကနေပြီးတော့သွေးဖယ်သွားတာပေါ့ဒါနေဝင်းအာဏာသိမ်းလို့အဲ့တော့အဲ့ဒီဒီမိုကရေစီအရသာနဲ့ဒီမိုကရေစီပါတီနိုင်ငံရေးနဲ့သွားမယ်အုပ်စုတစုပေါ့တတိယအုပ်စုကတော့သူတို့ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတယ်လိုချင်နေတဲ့တိုင်းရင်းသားအုပ်စုပေါ့တိုင်းသားအုပ်စုကတော့ဟိုတုန်းကတော့တောင်တန်းဒေသ၄ခုဖြစ်တဲ့ချင်းကချင်ရှမ်းကရင်ဒီကနေအခုကတော့ပိုသွားတာပေါ့ရခိုင်ပါလာတယ်မွန်နေပါလာတယ်ကရင်နေပါလာတာပေါ့အရင်ကတော့ပြည်မသားတွေကဗမာနဲ့ကရင်ကအတူတူလို့တော့ပြောလို့ရမယ်သူကရောနှောနေတာကိုအဓိကအေယာပရီမှာရှိတယ်ရန်ကုန်မှာရှိတယ်မွန်နေရလည်းရန်ကုန်မှာရှိတယ်ဒါအရင်ကမွန်နေရှိတဲ့နေရာလေဒါပဲခူးထဲမှာရှိတယ်ပြီးမှအဲ့ဒါကိုအခုအင်္ဂလိပ်ကရန်ကုန်ကိုနေပြည်တော်လှုပ်လိုက်တဲ့ခါကျတော့သူတို့ရဲ့အုပ်ချုပ်ရေး capital မြို့တော်လှုပ်လိုက်တာမြို့သစ်တည်လိုက်တော့သူလွတ်လပ်ရေးရပြီးတဲ့အချိန်မှာဒါဟိုဘယ်လိုပြောမလဲအင်္ဂလိပ်ကအမြဲတမ်းသူကမြန်မာပြည်နေနဲ့မတူတဲ့တစ်ချက်ကဥရောပနိုင်ငံတွေအားလုံးကြည်သိတာတယ်သူတို့ကအဲ့ဒီခေတ်ကသူကရွက်လီတွေနဲ့ကဘာကြီးကိုလမ်းပြီးတော့သူတို့ကလိုက်အုပ်ချုပ်တာဖြစ်တဲ့အတွက်ပင်လယ်ထွက်ပေါက်ရှိတဲ့နေရာကိုပဲသူတို့ကမြို့တည်တာဒါကြောင့်လန်ဒန်ဆိုရင်ဒါပင်လယ်ထွက်ပေါက်မှာနော်သူကမြို့တည်ထားတာဥရောပမြို့တွေအားလုံးဒီပင်လယ်ထွက်ပေါက်တွေကြီးပဲအခုအမေရိကရှိတဲ့နယူးယောက်တို့ဒီဝါရှင်တန်တို့လည်းပင်လယ်ထွက်ပေါက်ကမ်းရိုးတန်းမြို့တွေကမြို့တည်တာများတယ်အဲ့တော့မြန်မာပြည်တွေကပင်လယ်ထွက်ပေါက်မရှိလို့သူကမန္တလေးမှာမြို့တည်တယ်ရွှေဘိုမှာမြို့တည်တာတော်ထူးဆန်းနေမြန်မာသမိုင်းမှာကြည့်ရင်မြန်မာပြည်နေနန်းဆိုင်တဲ့နေရာအားလုံးဒီပင်လယ်ထွက်ပေါက်မရှိဘူးအဲ့တော့ကုန်းတွင်းကရွာသားရှိတဲ့မြို့သေးသေးလေးတွေမှာပဲမြို့တည်ထားတာတွေ့တယ်အခုကျွန်တော်တို့ပကံဖျားတွေပါတယ်ဒါပေမဲ့ပကံဖျားကတော့မြစ်တော်ရှိတာပေါ့နော်အေယာဝတီမြစ်ရိုးတော်ရှိတယ်ဒါပေမဲ့ပင်လယ်နားမှာသူတို့မရှိဘူးဒါကြောင့်မြန်မာနိုင်ငံရဲ့ခေတ်ဆက်ဒီမြို့တော်ဖြစ်တဲ့မြန်မာပြည်နေနန်းဆိုင်ခဲ့တဲ့နေရာရန်ကုန်မဟုတ်ဆိုတာအသေးစားပဲအဲ့တော့ရန်ကုန်ကအင်္ဂလိပ်ကတည်တာအဲ့တော့အင်္ဂလိပ်ကတည်ပြီးမှအဲ့ဒါကိုဆက်ပြီးတော့ကျွန်တော်တို့ကဆက်ယူသွားတာတကယ်တမ်းကကြတော့ဒီမြေပြန့်ဒေသလင်းဒါမြန်မာပြည်နေခေတ်ဆက်ရှိခဲ့တဲ့သဘောတရားပေါ့သူတို့ပြောတဲ့တကောင်းတို့ဘာလို့လဲအဲ့ဒီအတွင်းပိုင်းမှာပဲရှိတာအဲ့တော့အဲ့လိုအနေထားကနေပြီးတော့ဒီမော်လမြိုင်ဆိုရင်ဒါအင်္ဂလိပ်ကတကြောင်မော်လမြိုင်ကိုအရင်ဆုံးသိမ်းတာနော်အင်္ဂလိပ်ကနောက်တစ်ခုကဘယ်ကိုသိမ်းတယ်ရခိုင်ကိုသိမ်းတာဘာကြောင့်လဲပင်လယ်ထွက်ပေါက်ရှိတယ်နှစ်ခုလုံးပင်လယ်ထွက်ပေါက်ရှိတယ်ရခိုင်လည်းပင်လယ်ထွက်ပေါက်ရှိတယ်ကပ်ပလီပင်လယ်ဒီဘက်မှာအင်္ဂလိပ်ကလည်းအတူတူပဲဒီပင်လယ်ထွက်ပေါက်နဲ့သွားတာနော်ဒါပေမဲ့သူတို့မန္တလေးနေပြည်တော်ကိုသိမ်းဖို့ကြတော့ပင်လယ်မရှိဘူးသူတို့သိမ်းဖို့နဲ့ချီလို့မရတော့ဒါကြောင့်သူတို့ဘယ်ကနေလာလဲအေယာဝတီမြစ်ကြောင်းကနေသူတို့တက်ရတာကျွန်တော်ကုန်းတွင်းကနေဒါကြောင့်သူတို့အချိန်လေးယူရတာဒါကြောင့်သူတို့သိမ်းပြီးတဲ့အချိန်မြန်မာနိုင်ငံကိုအုပ်ချုပ်တဲ့အချိန်မှာပင်လယ်ထွက်ပေါက်ရှိတဲ့စိတ်ကမ်းမျိုးအဖြစ်ဘာလို့ကဘာကြီးနဲ့ကုံသွဲရမှာစိတ်ကမ်းနေနဲ့ကုံသွဲရမှာလीဟိုခေတ်ကအခုလိုလိမ်ပြန်နေလေခေတ်မစားဒါပေမဲ့အခုလိမ်ပြန်ခေတ်စားလေအခုထိကုံသွဲရေးကသင်္ဘောတွေနဲ့ပဲကုံသွဲဇဲပဲရှိသေးတယ်ဒါကြောင့်အင်္ဂလိပ်ကသူလုံနေကြအတိုင်းသူ့အမျှော်မြင်နဲ့ရန်ကုန်ကိုမြို့တည်သွားတာကျွန်တော်တို့ကအင်္ဂလိပ်လက်အောက်ထဲမကြဘူးဆိုရင်အခုဒီမန္တလေးနေပြည်တော်မှာပဲရှိနေအောင်ပါပဲရန်ကုန်ဆိုတာရှိချင်မှတော့ရှိအောင်ပါအင်္ဂလိပ်တာမြို့မတည်ပြီးခဲ့ဘူးဆိုရင်ရန်ကုန်ဆိုတာပေါ်လာစရာတော့အကြောင်းမရှိဘူးပေါ့နော်အဲ့တော့အဲ့လိုအနေထားများအရဒါမြန်မာနိုင်ငံရဲ့ဗေဂတိအနေထားအရဒီចောင်းသားဆိုတဲ့လှုပ်ရှားမှုကနေအမြဲတမ်းဒီ generation တစ်ခုပေါ့10နှစ်ကြာလိုက်အနှစ်20ကြာလိုက်ဒီနောက်မျိုးဆက်ចောင်းသားတွေကထပ်ပြီးဒီဒိုးရီလုပ်လိုက်ပေါ့နော်အာနာရှင်ကိုတော်လှန်လိုက်ပြီးတော့သူတို့ပြန်နှိမ်နှင်းလိုက်ပြန်တော်လှန်လိုက်နေဥပပြောချင်တာက62တို့58တို့84တို့နော်88တို့ပြီးတော့90 91 90 2010 2015အခု2021ပေါ့အဲ့တော့ခေတ်တိုင်းစနစ်တိုင်းမှာဒီအာနာရှင်ကိုမကြိုက်ဘူးဆိုတဲ့ကိစ္စရက်ကပေါ်နေတာအမှန်ပဲအာနာရှင်တွေကလည်းအင်အားသုံးပြီးနှိမ်နှင်းလိုက်တယ်နော်လက်နဲ့ကင်လိုက်လေလက်နဲ့ကင်အောင်နှိမ်နှင်းလိုက်တယ်ဒါပေမဲ့အချိန်တိုင်းနောက်10နှစ်15နှစ်မှာပြန်ပေါ်တာပဲဒါပေမဲ့အဲ့ဒီအကိုပဲအာနာရှင်တွေကဒီငြိမ်အောင်မလုပ်ပဲတိုင်းပြည်ပဲစုပ်ပြတ်သွားတာပေါ့ဒါပေမဲ့ဒီတော်လိုင်းရေးကြီးကပေါ်နေသေးပဲရှိနေတယ်တိုင်းသားတွေကကြတော့စတွေကဒါဒီလွတ်လပ်ရေးနဲ့တူပြည်တွင်းစစ်ကြီးပေါ်လာတယ်လို့ပြောရမှာပေါ့ဒါပေမဲ့
49မှာပေါ်တဲ့ပြည်တွင်းစစ်နဲ့အခုပေါ်တဲ့ပြည်တွင်းစစ်ကအခုကပိုကြီးတယ်ဟိုတော့ကကြတော့ရောင်စုံသဘုံလို့သူတို့သုံးတယ်အမှန်ကတော့သဘောထားမတူတဲ့ဒီသဘောထားကွဲကြတာပေါ့ဒီမိုကရေစီကိုသွားခြင်းပဲလေဒီမိုကရေစီကိုမသွားခြင်းနဲ့ကွန်မြူနစ်အုပ်စုတွေရဲ့အနှောက်အယှက်ပေါ့အဓိကဆိုရှယ်လစ်အုပ်စုတွေရဲ့အနှောက်အယှက်ပဲအဲ့ဒီအနှောက်အယှက်ကနေပြီးတော့တောခိုတဲ့ကိစ္စတွေဖြစ်ပြီးတော့ဒီမိုကရေစီစနစ်ကိုပုံကန်တာပဲအမှန်ကတော့ဒီမိုကရေစီစနစ်ကိုရိုက်ချိုးတာပဲအဲ့တော့အရှိဥရောပတို့မှာကဒီဆိုရှယ်လစ်ကိုအခြေခံတဲ့ဒီ liberal democracy တိဆောက်ချင်နေတဲ့အချိန်မှာမြန်မာနိုင်ငံကကြတော့အင်းနီနာချင်းတရုတ်ကိုအားကိုပြီးတရုတ်ကွန်မြူနစ်ပါတီကိုအားကြပြီးတော့အသုံးချပြီးတော့ဒီကွန်မြူနစ်ပါတီကနေကွန်မြူနစ်တော်ခုံမှုကနေစလိုက်